ပရိသတ်များအားလုံးပဲမင်္ဂလာပါပရလောကဇလန်နေနဲ့စိတ်ဝင်စားဖွယ်ဇလန်ကောင်းတွေကိုတင်ဆက်ပေးနေတဲ့ရွှေခေတ် channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာကျွန်တော်တို့ channel ကနေတင်ဆက်ပေးသားမယ့်ဇလန်လေးကတော့စာရေးသူအကားစောရေးသားထားတဲ့မာယာများတဲ့ဖုတ်ဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ဒီဇလန်လေးကိုတင်ဆက်မှုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဗီဒီယိုက notification လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျမခင်သားတို့စီးနှင်းလာတဲ့လူနာတင်ကားလေးမှာဘီးစုံဖွင့်လျက်အတန်းကျင်းတော်စွာအောင်ကြီးကကားလမ်းမကြီးတိုင်းလျင်မြန်စွာမောင်းနေလာနေတယ်မော်ရီမိုးကတဖွဲဖွဲကျနေတယ်ကတိယလမ်းမကြီးပေါ်မှာမိုးရီတွေကပိုတကွက်တီတကွက်နေအိုင်ထွန်းနေတယ်ညနေနေပြီမို့ကားလမ်းမနှစ်ဘေးရှိဆိုင်ကန်းတွေလူနေအိမ်တွေမှာတိတ်ဆိတ်လျက်ရှိနေတယ်အပြင်မှာမိုးရီရွာသွန်းနေတဲ့ကဲ့သို့လူနာတင်ကားအတွင်းမှာလည်းအင်အားကုန်းလေးပေးဆက်ဖွင့်ထားတာကြောင့်အေးစိတ်နေတယ်ဒို့တော်လည်းအဲ့ဒီအေးဆက်မှုကမခင်ထားရင်တွေတောက်လောင်နေတဲ့တောကပူမီကိုမအေးမြစေနိုင်ပေမခင်သားမှာကားတွင်လိုက်ပါလာတဲ့လူအမဖြစ်တဲ့ဖခင်ကြီးရဲ့လက်ကိုကိုင်ရင်းစိုးရိမ်တော့ကများစွာနဲ့လိုက်ပါခဲ့ခြင်းဖြစ်ပါ၏လူနာရောဂါကျွမ်းနေပါပြီကင်ဆာဆဲရီကဖြစ်တဲ့နေရာတွေမဟုတ်ပဲတခြားကိုလက်အိမ်ကစိတ်ပိုင်းတွေကိုပါပြန့်နှံ့သွားပြီမို့လူနာကိုဆေးပြင်းနေတဲ့ကုတာထက်တက်တောင့်တက်တာဖြစ်အောင်ထားတာအကောင်းဆုံးပါပဲဆရာဝန်ပြောလိုက်တဲ့စကားမှာမခင်ထားရဲ့နားထဲမှာပဲ့တင်ထက်မြပြန်လေကြားရောက်နေမိတယ်။နောက်ဘေးမှာအေးလျက်သားလိုက်ပါလာတဲ့အားရဖြစ်သူဦးကျော်စိုးမှာတော့အသေးကင်စာကိုပြင်းထန်စွာခံစားနေရပြီးဗိုက်ကြီးမှာလည်းပူဖောင်းနေတယ်။မခင်သားတို့ကားလေးမှာရန်ကုန်စင်းရုံကနေမိမိတို့နေရဲ့ကံမမျိုးနယ်တွင်ရှိရွာလေးတရွာစီကိုပြန်လာနေခြင်းဖြစ်ပါတယ်။ဒီမျိုးကိုဖျက်ပြီးတဲ့အခါလူနာတင်ကားလေးကကားလမ်းမဘေးကိုထိုးရလိုက်တယ်။အဲဒီနေရာမှာညောင်ပင်ကြီးတစ်ပင်ရှိကညောင်ပင်နဲ့မလန်မကန်းမှာတော့ညလုံးပေါက်ဖိနဲ့လက်ပိတ်ရေးဆိုင်အရက်ဆိုင်တွေ900ဆိုင်တွေရှိတယ်။လူနာတင်ကားလေးကိုညောင်ပင်အောက်မှာထိုးရလိုက်ကကားပေါ်ကရင်ကူကကားအောက်ကိုပြေးဆင်းသွားတယ်။အဲဒီချိန်မှာတပွဲပွဲကျနေတဲ့မိုးမှာတဝန်းဝန်းနေတဲတယ်စွာရွာချလိုက်တယ်။မခင်သားမှာကားကောင်းကန်းကိုကြည့်လိုက်ရင်းနဲ့ဘာဖြစ်တာလဲရှင်။ကိုရဲစားတင်နေလို့ကွန်ဆင်းဝေလာပါမှခဏလေးနော်။အဲဒီကမခင်သားနောက်ကျောကိုမိုးတန့်လီတစ်ချက်ကလာတိုက်တရောက်ကြောတပြေလုံးအေးစိမ်သွားပြီးချမ်းတုံတက်သွားတယ်။အလုံးပိတ်ကအေးကုန်းဖိတ်ကမောင်းနေလာတဲ့ကားအတွင်းကိုလေအေးတစ်ချက်ဝေ့ဝင်လာသည်ကိုမခင်သားကအံ့ဩသွားမိတယ်။အဲဒီလိုနဲ့နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါလူနာတင်ရဲ့နောက်ဘက်ရှိလူနာအသေးထုတ်ပြုတ်လုတဲ့ကားတကားကြီးမှာပေါ်ကိုလန်တက်ကဖွင့်နေတယ်။လောပါအောင်ရှင်ကားနောက်တကားပွင့်သွားလို့လူနာရီဆိုကိုရင်ဒုက္ခပါပဲရှင်။မခင်နာအော်ပြောလိုက်တဲ့အခါကားရှိကဲကကားမောင်းသူကအနောက်ကိုပြေးဆင်းလာနေတယ်။ပြီးနောက်ကြောင်အန်းနဲ့ကားကိုတစ်ချက်ကြည့်လိုက်ကကားနောက်ဘက်တကားကြီးကိုဆွဲချပြီးဘုံကနေပိတ်လိုက်နေတယ်။အဲဒီနေရာမှာ9မိနစ်မြရက်တန့်ပြီးတဲ့အခါကွန်းရရလာကြောင်ကားပြန်ထွက်လာခဲ့တယ်။မခင်ထားတို့နေထိုင်တဲ့ရွာလေးစီကိုညတနာရီခန့်မှာကားရောက်နေတယ်။မခင်ထားတို့နေထိုင်တဲ့ရွာလေးမှာကားလမ်းမကြီးနှစ်ဘေးမှာမေးတင်ကတည်ရှိတာကြောင့်စီကားလာတဲ့ရွာလေးဖြစ်ပါတယ်။ရွာလို့ခေါ်ကြပေမဲ့ရွာမှာကမြို့မကျဖြစ်နေတယ်။မခင်သားတို့အိမ်ရှိမှာတော့ကားလမ်းမနှစ်ဘေးမှာအနှဲငယ်သာဝင်ရတယ်။အိမ်ရောက်တဲ့ကလူနာကိုချလိုက်ပြီးလူနာတင်ကားပြန်လွှတ်လိုက်ရတယ်။မခင်သားတို့အိမ်မှာလူတွေစုံနေတယ်။မခင်သားတို့မောင်နှမတွေနဲ့ဆွေမျိုးတွေပါရောက်ရှိနေကြတယ်။မခင်သားပေဦးကျော်စိုးရဲ့အခြေအနေမှာတိတ်မကောင်းတာမို့အိမ်ကမိသားစုတွေမှာပြင်ဆင်တဲ့ကိစ္စတွေကိုကြိုတင်ပြင်ဆင်နေကြပြီဖြစ်တယ်။မခင်သားတို့မှာညီကိုမောင်နှမ9ယောက်ရှိတယ်။အကိုကြီးဆုံးမှာကိုကျော်မိုးဖြစ်ပြီးကျောင်းစရာဖြစ်ကရွာရှိမူလွန်ကျောင်းမှာပဲတာဝန်ထမ်းဆောင်နေတယ်။အကိုကြီးယောက်ကမခင်သားဖြစ်ကမခင်သားအောင်မှာညီမတစ်ယောက်နဲ့မောင်2ယောက်ရှိတယ်။မောင်2ယောက်မှာနိုင်ငံရဲ့သားမှာအလုတ်သွားရောက်လောက်ကင်နေတာမို့လောလောဆယ်မှာတော့မောင်နှမ3ယောက်သာရှိတယ်။မခင်သားချီလက်စေးကြောင်းအဝိစားလဲပြီးတဲ့အခါကိုကြီးကျော်မိုးကမခင်သားနီးကိုတိုးကန်လာနေတယ်။ဆရာဝန်ကဘာပြောလဲ။စားချင်တာတွေကြွေးပြီးလူနာကိုစိတ်ချမ်းသာအောင်ထားလိုက်ပါတဲ့
အဲဒီလိုပြောရင်းနဲ့မက်ခင်ထားမှာတရှုံရှုံငိုနေတယ်ကိုကျော်မိုးကအိမ်ရှိကိုထွက်လာခဲ့ပြီးလူနာကတင်မှာတင်ထားတဲ့ဖခင်ကြီးနာကိုကတ်လိုက်တယ်အဖေမောနေလာရင်ဦးကျော်စိုးကခေါင်းခါပြတယ်အဖေစားချင်တာရှိရင်ပြောလေတောင်းလို့ချက်တွေ့မယ်အဖေဘိုက်စားရတာဦးကျော်စိုးကခေါင်းခါပြတယ်ဒါဘောပြီရဲ့အဝေးရနေကားစီးလာတာဆိုတော့စားတာပေါ့အဖေပါစားမလဲကျက်စုပ်ပြုတ်တော့မလားအန်ရှူဟာတော့မလားအဖေတမင်းစားခြင်းတယ်ကိုကျော်မိုးမှအံ့ဩသွားပြီးရဲ့အဖေကအစာမစားနိုင်လို့နှာခေါင်းကနေအစာပိုက်တက်ထားရတာလေအဖေရဲ့ထမင်းကိုအစာပိုက်ကနေစားလို့မှမရတာဦးကျော်စိုးကကတင်ပေါ်ကုန်းထိုင်ရင်းနေရတယ်အဖေထမင်းမဲစားမယ်ထမင်းစားခြင်းတယ်ကိုကျော်မိုးမှအိမ်တော်ဘေးကိုပြေးဝင်လာတယ်မက်ခင်သားကတလန်းလုံးဘာမှစားမလာရတာကြောင့်ဗိုက်စာစာနဲ့ထမင်းစားရန်ပြင်ဆင်နေတယ်ညီမလေးခင်သားကြီးအဖေကထမင်းစားခြင်းလို့တယ်ဟိုးမဟုတ်တာပဲကိုကြီးကလေနှာခေါင်းပိုက်တက်ထားတဲ့လူနာထမင်းစားလို့ရမလားသူကစားခြင်းနဲ့ပြောတယ်အခုလဲငုတ်တုတ်ထထိုင်နေပြီအဖေကထထိုင်နေလားကိုကြီးဟုတ်တယ်လေညီမမယုံရင်သွားကြည့်ပေါ့မက်ခင်သားမှမယုံတင်ကားနဲ့အိမ်ရှိကိုပြေးချလာခဲ့တယ်ကတင်ပေါ်မှာခက်ကုန်းကုန်းနေထိုင်နေတဲ့အဖေဖြစ်သူကိုကြည့်ရင်အလုံးအံ့ဩနေမိတယ်ဘယ်လိုဖြစ်တာလဲဖေရဲ့ဘာရီတလောက်ထူးဆန်းနေတာလဲညီမရဲ့အဖေဟာဆေးရုံမှာတော့ဆိုထိုင်တော့မထိုင်နိုင်ဘူးအမြဲပက်လက်ပင်နေရတာကိုကြီးအင်းတော့အိမ်ရောက်တော့သူ့အမျိုးတွေသားသမီးတွေကိုတွေ့ပြီးစိတ်သက်သာရသွားနေတယ်လူမစိတ်ကအရေးကြီးဆုံးပဲမလားညီမရဲ့အဲဒီကဦးကျော်စိုးကကိုကျော်မိုးကိုကြည့်ရင်းနေငါ့ကိုထမင်းမကြွေးတော့ဘူးလားငါပိုက်စာလာပြီဟာအဲလိုနဲ့မခင်ထားတဲ့ကိုကျော်မိုးတို့မှလေးဘိုတွေကိုပြေးဝင်လာခဲ့ကြတယ်အသေးပြင်ဆင်ချက်ပြုတ်ထားတဲ့ကြက်သားရင်းနဲ့ထမင်းနှင်းငယ်ကိုစတီးစလုံးလေးတစ်ခုလေးကူးတဲ့ကပြင်ဆင်ပေးလိုက်ကြတယ်ဦးကျော်စိုးမှတက်ပေးထားတဲ့ဇွန်နေပေမစားဘဲလက်နေအားရပါရစားလျောက်အဲဒီစလုံးလေးမှာတခဏပြပြောင်းဆင်သွားတော့တယ်ဘီလာဦးကျော်စိုးမှအိတ်ချင်တယ်လို့ဆိုကပြန်လဲအိတ်ဆက်သွားပြန်တယ်အကိုကြီးရဲ့ဆေးရုံမှာဆိုရင်ဒီလိုထမင်းတစ်စက်လုံးစားဖို့မပြောနဲ့ထမင်းတစ်လုံးတောင်မှမျိုးကြတာမဟုတ်ဘူးညီမရဲ့အကိုကြီးပြောပြီးသားပဲဆေးရုံနဲ့အိမ်နဲ့ဆိုတော့စိတ်ချင်းတော့ပဲတူမယ်အိမ်ရောက်တော့စိတ်သက်သာသွားနေထင်ပါတယ်ဘာပဲဖြစ်ဖြစ်စားနိုင်တာပဲကျေးဇူးတင်ပါတယ်နောက်ရက်မိုးလင်းတဲ့အခါဦးကျော်စိုးမှအုံတို့ကောင်ဆွဲတပင်းကိုအားရပါရစားနေတာကိုတွေ့ရတယ်မခင်သားကဦးကျော်စိုးတန်ကိုပြေးသွားလိုက်ရင်နဘေးမှာရှိတဲ့ညီမဖြစ်သူကိုကြည့်တာညီမတို့ရဲ့အဖေကသွေးတိုးရှိတယ်အုံတို့ကောင်ဆွဲနဲ့မတည့်ဘူးဆိုတာမသိဘူးလားညီမရဲ့သိရောသိပါတယ်ဒါပေမဲ့အဖေကသူစားတင်နေဆိုလို့တောင်းဝယ်ပေးလိုက်တာခတ်တော်တာပဲညီမတို့ရဲ့အဲဒီကကိုကျော်မိုးကအိမ်နောက်ကနေထွက်လာတာစားတင်တာပေးစားလိုက်ပါညီမခင်သားရဲ့မထူးတော့ပါဘူးမခင်သားမှာတက်ပြင်းလာချလိုက်ရတယ်ဖခင်ဖြစ်သူမှာတော့အုံတို့ခေါက်ဆွဲတွေကိုအားရပါရစားတောင်းနေပြီးအဲ့ဒီထဲမှာပါတဲ့ကြက်ကြက်တော်တစ်ချောင်းကိုလည်းကြွကြွမီအောင်ကြိုက်ဝါနေတယ်ကိုကျော်မိုးကကြောင်းသားရဲ့ဝစ်စားတွေလဲပြီးရဲ့အခါဖခင်သားမှာထိုင်လိုက်ရင်းနဲ့အဖေဘာစားတင်တာရှိလဲစားခြင်းပြောတော့အာမနာလေဦးကျော်စိုးကမျက်နှာငယ်လေးနဲ့အဖေစားခြင်းတော့ပြောရမလားသားပြောပါဖေရဲ့အဖေစားခြင်းတာပြောအဖေအမဲသားစားခြင်းမခင်သားမအရိစကားကြားလိုက်ရတဲ့အခါအရှိကိုတက်လိုက်ပြီးတော့အဖေရဲ့အဖေကတသက်လုံးအမဲသားစားခဲ့တာမှမဟုတ်တာအခုမှဘာလို့စားခြင်းတာလဲအဲဒီကကိုကျော်မိုးကမက်ခင်သားလက်ကိုပုတ်လိုက်ပြီးနောက်မျက်ရည်ပြလိုက်တယ်မက်ခင်သားလည်းဘာကိုဆိုလိုဒီမဲနားနေတာကြောင့်အနောက်ကိုဆုပ်ပေးလိုက်တယ်ဘာမှမဘူးနဲ့ဖေခင်သားကိုဈေးလွှတ်ပြီးတော့အမဲသားတောက်ဝင်ခိုင်းလိုက်မယ်အဖေကိုကြော်ကြလေးလှုပ်ကြည့်မယ်နော်ဦးကျော်စိုးမခေါင်းချင်းလိုက်ပြီးနောက်ကိုပေးတဲ့ချမ်းဆောင်းလေးလိုက်ကောင်ဆောင်းပေါင်းလေးကိုဆွဲချုံလိုက်လိမ့်တယ်မက်ခင်သားမှာကိုကျော်မိုးလက်ကိုဆွဲကောင်အိမ်တော်ဘေးကိုဆွဲခေါ်လာခဲ့တယ်ကိုကြီးကလေ
အဖေကအရင်လေးကအမဲသားခြေလေးချောင်းသားကိုဖျားလူထားတာသိရနဲ့တခြားသားကျွင်းရတာ။ဟောခင်သားရဲ့အဖေအချိန်လေးကိုနေအတိဆုံးပဲမလား။နောက်ဆုံးချိန်လေးမှာတော့သူစားချင်တာရှိရင်စားပါစေ။တခါတလေရောလေယောကအစားတောင်းနေမလား။ကဲဆေးသွားပြီးတော့အမဲသားတပိတ်သားလောက်ဆွဲလာခဲ့။အဖေအတွက်ကြော်ကြံလေးလုပ်ပြီးလိုက်။အဖေဝါနိုင်အောင်လို့နူးနူးလေးလုပ်ပေးလိုက်နော်။ကဲပါခွေးရဲ့ကြောင်းသွားမှသာသွားစမ်းပါမြမဈေးသွားလိုက်ပါမယ်မခင်သားမရင်ရှိဆိုင်ကယ်ကိုစံတို့ကဈေးကိုထွက်လာခဲ့ရင်ဈေးသွားရင်လမ်းမှာရက်ဆွေရက်မျိုးတွေနဲ့တွေ့ရကမခင်သားဖားရင်ကြီးချင်းတွေကိုမေးမြန်းကြလိမ့်တယ်ဟဲ့ကင်းစားဆိုရင်တင်ဘောရက်ချင်းတွေကို3ခွက်တစ်ခွက်တင်ကြိုပြီးတောက်ခဲ့ဈေးုံကပြန်လွတ်လိုက်တဲ့လူတွေဆိုရင်ဒီနီးနဲ့ကောင်းကုန်တာအများကြီးပဲရေယိုတီကိုတညက်လေးနဲ့ခလောက်ပြီးစားပြီးကင်းစားပျောက်တယ်ဆိုပဲစင်တော်မလွေကိုစံစည်းရည်နဲ့စိန်သားခဲ့ရက်ဆွေရက်မျိုးတွေကနီလန်းအမျိုးမျိုးပေးကြတယ်မခင်ထားမှာတော့အဲ့ဒီနီလန်းတွေကိုယုံတဝက်မယုံတဝက်နေဖြစ်နေတယ်သို့တော်လည်းနောက်ဆုံးကောက်ရိုးတပင်ဖြစ်ပါစေဆွဲရအောင်မယ်လို့တွင်းအောင်အဲ့ဒီနီလန်းတွေတိုင်းဆေးမီတိုတွေကိုစီစဉ်ရနေတယ်အဲ့လိုနဲ့တပတ်ခန့်ကြာတွေကဦးကျော်စိုးမှထူးထူးထောင်ထောင်ဖြစ်လာတယ်မခင်ထားတို့တိုက်ကျွေးတဲ့ဆေးမီတိုတွေရဲ့အစွမ်းကြောင့်များလာပြီမသိအစားပုံမှန်စားနိုင်ကရီမောမောနဲ့နေထိုင်တတ်တယ်။ဟာခင်ကြီးပြန်လေစူပြီးလာတာကြောင့်မောင်နှမတွေမှာစိတ်ချမ်းသာကြတယ်။သို့တော်ဦးကျော်စိုးမှာဆင်းရဲကပြန်ဆင်းလာပြီးကလေးကအစားအင်မတန်မှတ်နေတယ်။စားသမျှလည်းအသားစီးသာဖြစ်တယ်။ရခင်ကအခြေလေးချောင်းသားရှောင်ခဲ့တဲ့သူမှာအခုတော့အမဲသားစိတ်သားဝတ်သားတွေကိုနေ့စဉ်ရက်ဆက်စားတောင်းနေတယ်။ရခင်ကအသီးရွက်တွေများများစားခဲ့တဲ့ဦးကျော်စိုးမှာယခုတော့အသီးရွက်ပကန်းဆိုရင်လမ်းနေတော့မထီတော့ပဲအသားဟင်းကိုသာမိန်ရီရှက်ရီစားတောင်းနေတယ်။ရခင်ကဖျားတရားအလုပ်များပြီမဲ့ယခုအခါဖျားတရားလုပ်ရန်ပဲနေနေသားသားဖျားเจ้าဆောင်ရှိကိုပဲခြေဦးမလဲတော့အိမ်ကိုကြွားပြဲဖြစ်တဲ့တန်ကောင်တော်ရီစွန်းကြွနေပြီးအိမ်တော်ဘေးကိုဝင်နေတတ်တယ်။အဲ့လိုနဲ့အိမ်ရောက်ပြီးတလခင်အကြာမှာတော့မခင်သားမှာတခုခုကိုရိတ်စားမိလာတယ်။ကျောင်းစီယာဖြစ်သူအကိုကြီးပြန်လာတဲ့ချိန်အကိုကြီးကိုအိမ်ငန်းတွင်ကိုခေါ်ကောင်းမောင်နှမ3ယောက်တိုင်ပင်ရတော့တယ်။ဘာပြောလို့လဲခင်ထားရဲ့ဒီလိုကိုရင်အဖေအကြောင်းတိုင်ပင်ခြင်းလို့အဖေကအခုအိမ်မှာနေတာတက်တာနေပြီမလား။အဲ့ဒါအသာထားပါကိုကြီးကအဖေကအခုတလောမူမှန်မှုနော်။ဘလို့မူမှန်တာလဲခင်ထားရဲ့အစားတွေအရင်စားတယ်။စားသမျှလည်းအရင်ကသူတသက်လုံးရှောင်ခဲ့တဲ့အမဲသားဝတ်သားတွေကြီးပဲအခုဆိုရင်အိမ်မှာအမဲသားရင်ကပြက်တောင်မပြက်ဘူးမလားပြီးတော့ထမင်းတစ်ခါစားရင်ထမင်းကဒဇလုံးကြီးကုန်နေပြီအမဲသား90သားချက်လောက်ကိုတနက်တည်းပြောင်းနေအောင်စားတာကိုကျော်မိုးကခင်သားကိုမျက်စောင်းထိုးကကြည်လိုက်ရင်းနဲ့သူကြိုက်လို့ဆန္ဒဘာဖြစ်လဲခင်သားစားနိုင်တဲ့အချိန်မှာစားတာဘာဖြစ်တယ်လဲအဖေကငါတို့3ယောက်ကိုတသက်လုံးရှာဖွေကျွေးမွေးလာနေရတာအခုငါတို့လဲကြတော့မတွေးကြတော့ဘူးလားဒီလိုတော့ဘယ်ဟုတ်ပါမလဲကိုကြီးရေမြမပြောချင်တာကအဖေကအမူအရာပြတ်နေတယ်အရင်ကမနက်မိုးမလင်းခင်ဖះထရှိခိုးတက်တဲ့အဖေစိတ်ပတိလက်ကမချတဲ့ဖះအခုတော့ဖះเจ้าစွာပတ်တော့မလဲတော့ဖះတော်တစ်ချက်မှမရှိခိုးတော့ဘူးကိုကြီးအဲဒီကညီမငယ်မထွေးကဒါတော့ဟုတ်တယ်ကိုကြီးပြီးတော့အဖေအိမ်ပြန်ရောက်ကစားတော့ကလည်းလူတွေကိုတိတ်မမှတ်မိကျမကိုဆိုရင်တူမလို့ခေါ်တယ်ကျမကအဖေသမီးရအဖေသမီးတွေလို့ပြောတော့မှကျမကိုလည်းသမီးလို့ခေါ်တယ်ဒါနဲ့တရက်ကအဖေကိုတိတ်ပြီးမတင်ကြလို့သမီးနာမည်ဘယ်သူလဲဆိုပြီးတော့အဖေကမဖြေနိုင်ဘူးကိုကြီးဟိုတီတီပဲရှောက်ပြောနေတာနောက်တီချပြီးတော့သူမေ့သွားပြီကိုကျော်မိုးမှထူဆန်သွားတယ်အဖေတယောက်ကသမီးနာမည်ကိုမေ့စီရလားအကိုကြီးရဲ့ပြီးတော့ပိုဆိုးတော့ကညညဆိုရင်ရေထတောက်တယ်လို့စီးထသွားတယ်လို့နဲ့ရေခဲတစ်တောင်ထထမွေးနေတာပဲကိုကြီးနေတော့ဘာလို့ဆိုလို့ချင်တာလဲအဲဒီကမှထွေးကခင်သားကိုမျက်စာပစ်ပြလိုက်တယ်ခင်သားကခေါင်းကြီးပြလိုက်ရင်လေညီမတို့ကတော့အဖေမဟုတ်တော့ဘူးလို့ထင်တယ်ဒီစကားဘာတိပဲလဲခင်သားအဖေကဖုတ်ဝင်နေတာဖြစ်ရမယ်ကိုကျော်မိုးကတောက်တဲ့ချက်ခောက်လိုက်ရင်လေ
အဲ့ဒါတွေညီကိုငါမကြိုက်တာပဲခင်ဗျာအခုလိုသိပ္ပံပညာတွေထွန်းကားနေတဲ့ခေတ်ကြီးမှာဒီလိုရှေးယူဆတွေကိုလက်ဆွဲကင်ထားလုံးလားအေးမခင်တာဘာမှမပြောပြတော့ကိုကြောင့်မိုးကမထွေးဘက်ကိုလှည့်လိုက်ရင်နေမထွေးညီလဲတူတူပဲခင်တာ6တန်းတီပဲတက်ခင်ရလို့ပညာနဲလို့ဒါရီကိုယုံတာထားပါတော့ညီလိုဘွဲရပညာတဲ့တယောက်ကဖုတ်ဝင်နေလို့အပမီရလို့ဆိုတော့ယုံနေရလားဒါတော့ကိုကြီးရဲ့ငါတော့ဘာပဲဖြစ်ဖြစ်မယုံဘူးဟာဒီတော့နေလို့မကြွေးရင်လေငါအဖေကိုငါကြွေးမယ်အဖေကဖုတ်ကောင်ဖြစ်နေပါစေဦးငါတို့အဖေပဲအဖေကိုကြည့်ပြီးကြွေးရဝေးရတာနဲ့လေငါတို့မိဘကျေးဇူးဆက်ရရောက်ပါတယ်အကိုကြီးဒီလိုဆိုရင်တော့မှအဲ့ဒါအဖေမဟုတ်တော့ဘူးဖုတ်ကောင်ဖြစ်နေပြီလေကိုကြီးငါရှင်းအောင်ပြောထားပြီးပြီတော့ခင်ဗျာအဖေကဖုတ်ကောင်ဆိုရင်တော့မှအဖေရုပ်ကိုကြည့်ပြီးအဖေကိုကြွေးတာမွေးတာမိဘကိုကြွေးတာနဲ့အတူတူပဲဒီမှာညီတို့နေရအဖေကိုဖုတ်ထုတ်ဖို့ဘာလို့ညာဖို့မတွေးကြနဲ့နော်ငါကြားလို့ကတော့ညီတို့နာပဲသားမဲ့အဲ့ဒီကအခန်းမကိုဦးကျော်စုရောက်လာတယ်ဦးကျော်စုမျက်လုံးကြီးမှာပြူးကြောင်နေပြီးအလုံး၆ချောင်းနေပုံရတယ်ဘာကွာမင်းတို့ကငါ့ကိုဖုတ်ဝင်နေရဆိုပြီးတော့ဖုတ်ထုတ်ကြမလို့လားမဟုတ်ပါဘူးဖေမဟုတ်ပါဘူးအဲ့ဒီလိုတော့မလုပ်ကြပါနဲ့ကွာငါဖုတ်ဝင်နေတာမဟုတ်ပါဘူးကွာငါဖုတ်ဝင်ပါဘူးမင်းတို့ဖုတ်ထုတ်ရင်ငါသိမှာကွာပြောရင်ဆိုရင်ဦးကျော်စုမှာငိုလျော်တယ်ကိုကျော်မိုးကဦးကျော်စုကိုပြေးပွေးဖတ်လိုက်ကောင်အိမ်ရှိကိုပြန်ခေါ်သွားတယ်ခင်ထားနေမထွေးတို့နှစ်ယောက်မှာတယောက်မျက်နှာတယောက်ကြည့်ပြီးအမဘယ်လိုလုပ်လဲအကိုကြီးကအသေးခောက်ကအဝင်နဲ့နေတဲ့မထွေးနေသာကြည့်နေစမ်းမှာအဖေဖုတ်ဝင်နေဆိုတော့ငါကိုယ်တိုင်တက်သိရှာပြမယ်အကိုကြီးသိအောင်ပြရမယ်အဲ့လိုနဲ့မခင်ထားကတော့လွယ်လွယ်နဲ့အရှက်မပေးသေးဘူးအဖေထမင်းစားရအောင်နောက်တနေ့နေ့လယ်ပိုင်းမှာမခင်ထားကထမင်းပွဲပြင်ဆင်ပေးလိုက်တယ်အဲ့ဒီကစောင်းကောင်းပြီးချုံကအိတ်နေတဲ့ဦးကျော်စုကထလာပြီးထမင်းဝိုင်းမှာဝင်ထိုင်နေထမင်းဝိုင်းကိုတစ်ချက်ဝေးကြည့်လိုက်ပြီးနောက်ဟမ်ဘယ်မလဲမဲသားဘယ်မလဲဝက်သားဘာဟင်းမအောင်ပါပါလားဟင်းက3မျိုးတော့ရှိပါတယ်ဖေရဟောဒီမှာကစုံရိုးနီနဲ့ကင်မောချင်ရွက်ကိုပစုံလေးနဲ့ချက်ထားတယ်ပြီးတော့ရွှေဖျော်သီးဟင်းဖလန်တောင်ဝေးကျော်ငပိရီကောင်းကောင်းဖြော်ပြီးတိုးစရာလည်းအစုံပါပဲဦးကျော်စုံမခေါင်းကိုတွတ်တွတ်ခါရင်းနဲ့မစားဘူးဒါရင်ကမစားငါ့ကိုအသားကျွေးအမဲသားပဲကျွေးစားမှာဟိုအဖေဘယ်လိုပြောလိုက်ကြလဲသမီးတို့ကနေတိုင်းအသားရင်းကြီးစားရအောင်ချမ်းသာတာမဟုတ်ဘူးအဖေကိုအရှိမဆေးကူးခဲ့တဲ့ဇရိတ်တွေလည်းရှိသေးတယ်ဒါတော့နိုင်ငံသားရောက်နေတဲ့မောင်နှမတွေကထောက်ပံ့ပေးနေလို့သာအသက်ရှူချောင်းနေတာတခါတလေလေအသီးရွက်လေးပါလေးစားအောင်ပါပေါ့အဖေညာမစားငါမစားရီးရိုပဲစားဦးကျော်စိုးကပြောဆိုရင်ကတင်မော်ကိုတက်ကထုံးစံတိုင်းစောင်းကောင်းပြီးချုံပြီးအိတ်နေလျော်တယ်မထွေးကမက်ခင်သားကိုတစ်ချက်ကြည့်ကခေါင်းကြီးပြလိုက်တယ်ပြဿနာကညနေမှတက်တော်တယ်အကိုကြီးပြန်လာတဲ့ကဦးကျော်စိုးမှကလေးငယ်တအုပ်တပွဲငိုကြွေးကတိုင်တော်တယ်သားကြီးငါ့ကိုလေဒင်းတို့ညီမကထမင်းမကြွေးဘူးကွယ်ကိုကျော်မိုးကမက်ခင်သားကိုကြည့်လိုက်ရင်လေအဖေပြောတာတကယ်လားခင်သားအဖေမဟုတ်တာနေမပြောနဲ့အဖေကိုသမီးကထမင်းနဲ့ချိန်တီတီပြင်ကျွေးခဲ့တာပဲအဖေမှစားမစားတာနင်းတို့ကျွေးရလဲကြည်အောင်လေအသားဟင်းမပါပဲအသီးရွက်တွေပဲကျွေးတာကိုငါအသားမပါရင်မစားတတ်တာညီတို့သိရတာလေကိုကျော်မိုးကမက်ခင်သားကိုကြည့်ရင်နင်းတို့ဘလို့လှုပ်လိုက်တာလဲအဖေစားကျင်တာချက်ကျွေးမှာပေါ့အကိုကြီးကပါဇက်လေးနဲ့ချက်ကျွေးခိုင်းတယ်အဖေကတနေ့ကိုအသားတပိတ်တာလောက်သူ့တယောက်တည်းစားနေတာအကိုကြီးသိရလားအခုဆိုအိမ်ရဲ့စီးပွားရေးချင်နေရမဟန်တော့ဘူးနိုင်ငံသားရောက်နေတဲ့မောင်လေး2ယောက်စီကလည်းအဖေအတွက်ဆိုပြီးခဏပတ်စံလှမ်းမတောင်းချင်တော့သူတို့မှလည်းသူတို့ရှေ့ပြီးရှိသေးတာပဲနေတိုင်းအသားကြီးစားလို့တော့ရမလားကိုကြီးရဲ့တော်စမ်းခင်တာအဖေကိုညီတို့မကြွေးနိုင်ဘူးငါကြွေးမယ်ညီတို့ကိုမိဘကိုတော့ကိုမတတ်ထားကြဘူးအကိုကြီးလာစားနဲ့အကိုကြီးကြွေးရဆိုရင်တော့ညီမတို့မတားပါဘူးညီမတို့ကမောင်2ယောက်ပို့ပြီးရလာစားချစ်ကိုပြီးတုံးနေရတာ
ဟိုနှစ်ယောက်ကကုံမြန်ပြီလားမေးရင်မြမဆက်ပြီးဘလို့ဖြေရမယ်ဆိုတာမသိတော့ဘူးတားရဲ့တားကြီးပတ်စံမရှိရင်မကြွေးပါနဲ့အဖေအသားမစားရလို့အားဖြစ်ပါဦးကျော်စိုးကမျက်နှာငယ်လေးနဲ့ကိုကျော်မိုးကိုပြောဆိုနေတယ်ကိုကျော်မိုးမှာတော့ဖခင်ဖြစ်သူကိုကြည်ရင်တနာနေမိတယ်မခင်ထားကတော့ဦးကျော်စိုးတရုပ်ဆောင်နေတာကိုကြည်ရင်ဖခင်ဖြစ်သူကိုတသက်နဲ့တကူပထမဆုံးအချိန်အမြင်ကပ်မိနေခြင်းဖြစ်ပါတယ်ကိုကျော်မိုးကအိမ်ပေါ်ကနေရုတ်တရက်ဆင်းသွားတယ်ခဏကြာပြန်ရောက်လာတဲ့အခါလက်ထဲမှာကျိုးကျိုးအိတ်တစ်လုံးပါလာတယ်အမဲသားဟင်းနေပြီးသွားဝင်လာခြင်းဖြစ်ပါတယ်အဲ့ဒီမဲသားဟင်းနေနဲ့ဦးကျော်စိုးကိုကြွေးတဲ့အခါဦးကျော်စိုးမှာထမင်းကိုပေးကြကအငမ်းမရစားတော့ရင်ထမင်းနှလုံးကျက်ပြောင်းစင်သွားလိတော့တယ်စားကောင်းလိုက်တာတာကြီးရအဖေမှာတာကြီးကြီးမှာစားရတာပါရတယ်ပြီဟိုကောင်မရီမကြွေလေအဖေကိုတားကြွေးပါမယ်မခင်သားမာရီဖြစ်ကိုဆက်မကြည့်ကျင်တော့တာကြောင့်အိမ်ငန်းထဲကိုဝင်ကောင်ကတင်းပေါ်မှာထိုးအိတ်ချလိုက်တော့တယ်မခင်သားနားမှာဘိုးခွက်တန်ကြီးကြားလိုက်တာကြောင့်မခင်သားလန့်လို့သွားတယ်အိယာနဘေးကစပွဲတင်နာရီကိုကြည့်လိုက်ရည12နာရီကျော်နေပြီဖြစ်ပါတယ်အကိုကြီးနဲ့စိတ်ဆိုးကညစာပေးမစားပဲအိတ်ချလိုက်တာမို့ယခုအချိန်မှာဘိုက်ကစားလောင်နေပြီဖြစ်တယ်အဲဒီလိုနဲ့အိတ်ခမ်းတွင်းကနေထွက်လာကောင်အိမ်တော်ဘေးကိုဝင်ရပြင်ဆင်လိုက်ချိန်မိဘကန်ထဲမှာဖခင်ဖြစ်သူကိုလှမ်းတွေးလိုက်ရတယ်ဦးကျော်စိုးမရေခဲတဲ့တာတကားကိုဆွဲဖိန်ကောင်လှန်လောရှာပိနေတယ်မနေ့ပြန်ချက်ပြုတ်ရင်တဲ့စီစဉ်ထားတဲ့ကျက်သားအစိမ်းစလုံးကြီးကိုယူကောင်အိမ်တော်ဘေးကိုဆင်းသွားတယ်မခင်ထားလဲအသက်မပေးပဲအနောက်ကနေတိုးတိုးတိတ်တိတ်လိုက်လာခဲ့တယ်အိမ်တော်ဘေးတကားကိုဖွင့်လိုက်ပြီးတော့အိမ်တော်သွားတဲ့ဘက်ကိုတအူးတည်းဆင်းသွားပြန်တယ်တစ်ပေတပင်အောင်ရောက်မှမူလက်ထဲမှာကျက်သားစလုံးကြီးကိုမြေပေါ်ကိုတွန်းချလိုက်တယ်ရိခါတစ်ပင်ပေါ်ကနေအနက်ရောင်အကောင်ကြီးတစ်ကောင်ဆင်းလာပြီးကျက်သားစိမ်းတွေကိုလက်နေကောက်ကစားတောင်းနေကြတယ်အိမ်သာသွားတဲ့လမ်းမှာအလင်းရောင်ရစီရင်အတွက်မီးတောင်တစ်ကြောင်ထွန်းထားပြီးအဲ့ဒီဖြစ်ကိုမက်ခင်သားတယောက်တဲတဲကွဲကွဲမြင်နေရတယ်ဒီမှာနေရတာအမေအဆင်ပြေရဲ့သားတို့သမီးတို့ဦးကျော်စိုးအတန်မှာမိမတိုင်ဖြစ်နေတယ်မက်ခင်သားမှာ MOB ဟာကနေအွန်လိုင်းပြီးတယ်မက်ခင်သားတန်ကိုကြားလိုက်ရတဲ့အတွက်ဦးကျော်စိုးရောတရေကြီးနှကောင်မှာခြာကနေလှည့်ကြည့်တယ်မက်ခင်သားကလည်းအိမ်တော်ဘေးတကားအကွယ်လို့လှည့်မြင်အောင်ပုံးလိုက်ရတော့တယ်အတန်ထမိမှာစူရကြပါဇက်ကိုလက်နေပိတ်ထားတယ်ဒီအိမ်ကသားကြီးဆွဲသူတော့တိတ်သဘောကောင်းတာပဲကွယ်အမေတော်ဒီမှာနေသူ့ကိုချစ်လာပြီအတန်ကခဏတိတ်သွားပြန်တယ်ဒီအိမ်ကလူတွေကိုရှင်းထုတ်ပြီးသားတို့သမီးတို့ဝင်နေလို့ရပြီဒါဆိုရင်အမေတို့ကြည်အမေတို့လက်ဖြစ်ပြီးတော့အမေတို့စားတင်တိုင်းစားရတော့မှာမက်ခင်သားမာရီတန်ဒီကိုနားထောင်ရင်ပုံမထိတ်လန့်လာခဲ့တယ်အဲ့လိုနေချောင်းကြည့်မယ်လို့ကြံရင်လိုက်ကောင်အိမ်တော်ဖေးတကားကနေခေါင်းပြူကြည့်လိုက်မိတယ်ညီကဘသူကိုကြည့်နေရလဲမျက်နှာရှိမှဖားငင်ဖြစ်သူကိုမြင်တွေ့လိုက်ရတဲ့အတွက်မက်ခင်သားတယောက်လိပ်ပြလိမ့်မတက်ထိတ်လန့်သွားတယ်ဦးကျော်စိုးမှခြေတန်းပြီးမကြားလိုက်ရပဲမိဖို့ကြောင့်တကားစီကိုရောက်နေပြီဖြစ်တယ်ပြီးနောက်မိဖို့ကြောင့်တင်းကိုတလန်းချင်းဝင်လာတယ်ငါတို့ပြောရတွေကိုညှိကြတယ်မလားမက်ခင်သားခေါင်းခါလိုက်တယ်ဘာပဲဖြစ်ဖြစ်ငါအရင်ရှင်းမဲ့လူကနေုံပဲဦးကျော်စိုးကပြောဆိုပြီးတော့မက်ခင်သားကိုလဲပင်ပြေးနေတော့တယ်မက်ခင်သားမှလဲပင်အညစ်ခံရပြီးတော့မိဖို့ကြောင့်နေရန်နဲ့ပြေးတိုက်သွားတော့တယ်ဦးကျော်စိုးလက်တရားရုံးကန်တော့လေဦးကျော်စိုးမှအလွန်တမ်းမာနေရကြောင့်ရုံးကန်ကြီးမရတော့ဘူးဦးကျော်စိုးရဲ့မျက်လုံးကြီးမှာအနီရောင်ဆူရှရှလင်းလန်းနေကြောင်းညနာအိမ်မှာလည်းတရေကြီးတစ်ကောင်လေးဖြစ်နေတယ်ညီးရများငါ့ကိုဖုတ်ကောင်ပါညာနဲ့အေးအခုညီးကိုတက်ပြီးတော့ငါသမီးကိုညီးကိုလည်းထဲ့မယ်ဟဲ့မိဖို့ကြောင့်တကားပြင်ဘက်မှာအနှဲ့ရောင်ကောင်ကြီးတစ်ကောင်ကပြူတစ်လုံနေတယ်မက်ခင်သားလေးချင်းရင်ကြံရမရတော့တာမို့နေရာမှာချိတ်ဆွဲထားတဲ့သားလီသားကိုဆွဲဖြုတ်ယူလိုက်ကောင်ဦးကျော်စိုးရဲ့ရင်ဝါကိုထိုးနှက်လိုက်တယ်ဦးကျော်စိုးမှအလွန်နာကျင်စွာအော်ဟစ်ရင်းအနောက်ကိုခုန်ဆုပ်သွားတယ်မက်ခင်သားကဓာတ်ကိုကျင်းနေအောင်စုပ်ကန်ပြီးဦးကျော်စိုးကိုထပ်မံထိုးရင်ကြံရွယ်လိုက်စင်ပါပြီးမိဖို့ကြောင့်လေးမိပြီးလင်းထိန်သွားတယ်ခင်သားနင်တပါလို့တာလေကိုကျော်မိုးမှပြင်းဝင်လာပြီးမက်ခင်သားကိုဖမ်းချုပ်လိုက်တယ်
မခင်ထားလက်တွင်းကဓာတ်ကိုလည်းပုတ်ထုတ်လိုက်လျောက်ဓာတ်မှာကျမ်းမြေပေါ်ကိုကျသွားလိမ့်မယ်မခင်ထားကတော့အယူမကြီးတယောက်နဲ့စပိန်နေဖွာနေကျဲနေပြီးတော့တတ်မဲကောင်မနေငါတတ်မဲနေအောင်မြောက်ငါ့ကိုရာဆဆအဲဒီကဦးကျော်စုမျက်နှာမှာပုံစံပြောင်းနေသွားတယ်အပြစ်မရှိတဲ့ကလေးတယောက်နဲ့မျက်နှာဖြစ်သွားတော့ကိုကျော်မိုးကိုကြည့်ရင်းနဲ့တာကြီးရောက်လာတော့အချိန်မီလို့ပေါ့တာရဲ့မဟုတ်ရင်ခင်ထားလက်ချက်နဲ့အဖေတည်နေလောက်ပြီဟဲ့ဖုတ်ကောင်မညီမာရမများနဲ့နေတတိရှိရင်အခုငါနဲ့တွေ့မယ်ခင်ဗျာညီဘလို့ဖြစ်နေရလဲမိဘကိုနေရဓာတ်နဲ့ကန်ပြီးတတ်ဖို့တော့လုပ်နေပါလားညီကန်ကြီးထိုက်မှာမကြောက်ဘူးလားဘာမိပါလဲဒီလူကြီးကဖုတ်တော်မှဖုတ်ကောင်မအကိုကြီးကိုကျော်မိုးမှာမက်ခင်ထားရဲ့ဘားပင်ကိုအားပြင်းပြင်းနဲ့ရိုက်ထလိုက်လေအတီတရားရှိစံခင်တော့မိဘကိုနေပြန်တတ်ရင်နေအစားတသက်ဖြစ်လိမ့်မယ်ရဲအိုမှာဂျိုးကတ်လိုက်မယ်ကောင်မအဖေဘာမှမလုပ်ပါဘူးတာကြီးအိမ်တော်ဖေးမှာအတန်ကြားလို့ကြောင်များဟင်းခိုးစားရလားဆိုပြီးထားကြည့်တာမှတာကြီးရဲ့မထွေးတယောက်ပါမက်ခင်ထားကိုမုံတီးရဲ့ကြည့်နေကြည့်နေဘာပဲဖြစ်ဖြစ်အမှားပါတယ်ဘလို့ပဲဖြစ်ဖြစ်ကို့အဖေကိုဖုတ်ကောင်ဆိုပြီးတတ်ဖို့လှုပ်တာတော့အမှားပါတယ်ဟဲ့မထွေးနေရမှာငါ့ကိုမယုံတော့ဘူးလားမထွေးမှာဘာမှမပြောဘဲတစ်ဖက်ကိုလှည့်ကမတ်တက်ရက်နေတယ်မက်ခင်ထားမှာငိုယိုပြီးရင်ဘက်ကိုလှည့်နေထူကအေးပါသူတော်ကောင်းကြီးပဲရဲ့ငါလူရုပ်မှာမာကြီးပါကို့အဖေကိုဓာတ်နဲ့တတ်ဖို့လှုပ်တဲ့လူရုပ်မှာမာကြီးဒီတော့ငါနေတို့တို့သူတော်ကောင်းနေနဲ့မနေဝတ်တော့ငါဆင်းမယ်ငါအိမ်ပေါ်ကနေဆင်းမယ်မခင်လာမှာပြောဆိုရင်အိမ်ပေါ်ကနေပြေးစီခဲ့တယ်စိတ်ကပူထိုးနေရကြဖက်နဲ့ပင်မစည်းမိပဲညတကောင်ချင်းပေါ်မခင်ထားကိုတွေးမြင်ကြတဲ့ခွဲရီမှာဝိုင်းဟောင်ကြတယ်မခင်ထားတယောက်ကကတ္တရာလမ်းမကြီးပေါ်မှာအယူကြီးတယောက်ပေါ်မှာပြေးလာနေမိတယ်နေအဖြစ်ကလည်းမလွယ်ပါလားခင်ထားရယာယီမင်းအိမ်ကိုရောက်လာတဲ့မက်ခင်ထားကိုကြည့်ရင်မမုံတယောက်ပြောဆိုလိုက်မိရဲ့မက်ခင်ထားမှာတော့သူ့အရှိမချပေးထားတဲ့တောက်ရိပ်ခွက်ကိုအကုန်မောတောက်ချလိုက်တယ်ငါပြောတာအကုန်အမှန်ကြီးပါမမို့ရင်နေရှုံမလားမရှုံမလားတော့မသိဘူးငါရှုံပါလိမ့်ခင်ထားရက်ွက်ထဲမှာလေနေတို့ဖေရောက်ဖုံးဝင်နေရဆိုပြီးလူတွေပြောနေကြတာပဲမလားဒါဆိုအခုငါဘာလို့ရမလဲမမို့လောလောဆယ်ဒီညတော့နေငါတို့အိမ်မှာပဲအိမ်လိုက်ဖုတ်ကောင်တဲ့လူဆိုတာအတူမနေကောင်းမှုခင်ထားရဲ့အခုနေအိမ်ဘောကဆင်းလိုက်ပြီနဲ့အိမ်မှာကြံခဲ့တဲ့နင်းကိုနဲ့နင်းသမားကအန္တရာယ်မကင်းသေးနင်းပြောတဲ့အတိုင်းဆိုရင်အရီဖုတ်ကောင်ကနေတို့အိမ်ကလူတွေတယောက်ပြီးတယောက်တက်ပြီးတော့သူ့ရဲ့တရေသားသမီးတွေကိုအိမ်ထဲခေါ်သွင်းခြင်းပါမယ်ဟုတ်တယ်နင်းပြောတာဖြစ်နိုင်တယ်မဟုတ်ဘူးမြို့သေးဘက်မှာအထက်လန်းဆရာကြီးတယောက်ရှိရလို့ကြားလိုက်ခင်တာအရင်တုန်းကလည်းဖုံးဝင်နေတဲ့သူတွေကိုဖုံးလိုက်ထုတ်ပြီးရင်တော့ငါကြားဘူးပဲမနက်မိုးလင်းတာနဲ့ငါတို့အဲ့ဒီဆရာကြီးနဲ့ပေါင်းတွေ့ပြီးတော့တိုင်ပင်ကြည့်ရင်ကောင်းမယ်ခင်တာကျေးဇူးတင်ပါတယ်မမိုးရဲ့ကဲခြေရီလက်တွေဆေးပြီးတော့ငါအိမ်ကြီးတစ်ထည်ယူပြီးအိတ်လိုက်တော့မနက်လင်းရင်ငါတို့အတူတူအဲ့ဒီဆရာကြီးစီကိုသွားကြတာပေါ့ခင်တာမခင်နာမှာခြေလက်ဆေးပြီးတော့ဝေစားလေးကတငယ်ချင်းဖြစ်သူအပြိုကြီးမုံမုံပြင်ဆင်ပေးတဲ့အိမ်ယာမှာလှဲအိတ်လိုက်ပြီးမယ်မိတို့မြောက်အိမ်မပြောတော့ပဲမိုးလေးပေါက်ခင်နေမနက်မိုးလေးနောက်နဲ့တငယ်ချင်းတယောက်ဆိုင်ငယ်တစည်းစီးကမြို့သေးဘက်ကိုထွက်လာခဲ့တယ်မြို့သေးဆိုဒီမှာသူတို့ရွာနဲ့မနီးမဝေးမှာရှိတဲ့ရွာငယ်လေးကိုခေါ်ဆိုခြင်းဖြစ်တယ်ရွာငယ်လေးမှာကားလမ်းတစ်ဘေးမှာတည်ရှိကတီထောင်ထားသည်မှာတိတ်မကြတာကြောင့်မြို့သေးလို့သာလူများကခေါ်ဝေါ်ကြနေတယ်မြို့သေးရောက်တဲ့ကတိတ်ထွေထွေတူတူစုံစမ်းစရာမလိုနိုင်ပဲဆရာကြီးအိမ်ကိုစိုက်စိုက်မြဲရောက်လာခဲ့တယ်ခြေတန်းရှိအိမ်ကြီးပေါ်ကိုတက်လိုက်တဲ့အခါအသက်60ခန့်ရှိတဲ့ဦးလေးကြီးတယောက်ကဖျားเจ้าဆောင်ရှိမှကြာကြာနာနာထိုင်ကဖျားရှိခုံနေတယ်မက်ခင်ထားတို့တငယ်ချင်းနှစ်ယောက်လဲလေကားအတက်တနေရာမှာကျုံကျုံလေးထိုင်လိုက်ကြတယ်ဆရာကြီးကဖျားရှိခုံနေတာကိုရက်တက်လိုက်ပြီးအနောက်ကိုလှည့်လာတယ်မင်းတို့ရောက်လာတာအချိန်ကောင်းမဲ့မိန်းကလေးတို့
မင်းညာတီဗီကနေတီတီလေးလွတ်လာတယ်မလားဆရာကြီးကမက်ခင်သားကိုကြည့်ကပြောဆိုလိုက်တာကြောင့်မက်ခင်သားမှာအံ့ဩသွားမိတယ်ဟုတ်ပါလေဆရာကြီးအခုမင်းတို့တက်လာတဲ့ကငါရဲ့ပညာရမင်းတို့ဘာဖြစ်လာတယ်ဆိုတာသိပြီးသားပါတော်ရုံလူလာတယ်ဆိုရင်ငါဖျားရှိကိုအပြတ်မခံပါဘူးဒါပေမဲ့မင်းတို့ကတော်တော်အရေးကြီးနေတော့ငါဖြတ်လိုက်ပြီခိုင်သွားကြမယ်ဆရာကြီးကအဖေချင်းတွေကိုသိပြီးပြီလားဆရာကြီးအဖေကလေဖုတ်ဝင်နေပါလေဆရာကြီးရေအဲ့ဒီဖုတ်ကောင်ကသားသမီးတွေတော့ရှိပါလေညာကျမကိုတတ်ဖို့ကြိုးစားပါလေဖုတ်ကောင်ဆိုတော့လူနဲ့စေလူရဲ့ဆိုပြီးမြဲဘဝချင်းတော့မတူကြဘူးပဲအတူတူနေလည်းမကောင်းပရလောကသားနဲ့လူတွေဆိုတာသူ့စီးနဲ့သူနေကြတာကောင်းရောထွေးနေကြရင်လူသားတွေအတွက်အန္တရာယ်ရှိနိုင်တယ်ဒါပေမဲ့ဆိုးတာဟာအကိုကြီးပဲအကိုကြီးကအဖေကိုဖုတ်ကောင်မှဆိုတာလက်မခံဘူးတကယ်လို့ဖုတ်ကောင်ဆိုရင်တော့မှမိဘရုပ်ရည်ပဲဆိုပြီးတော့မိဘတယောက်လိုဆက်ပြီးတော့ပြုစုလုပ်ကြည့်မယ်လို့ခံယူထားတယ်ဆရာကြီးရဲ့အဲ့ဒါမှားတာပေါ့ကွယ်ဖုတ်ကောင်ဖြစ်သွားပြီဆိုရင်ရောမိဘမှမဟုတ်တော့တာပြီးတော့မင်းတို့အဖေကိုဝင်နေတဲ့ဖုတ်ကောင်ဆိုတာဟာနေနေရဖုတ်ကောင်မဟုတ်ဘူးကဲပါအဲ့ဒါလေးတာတာမင်းတို့အိမ်ကောင်မှာဆက်ပြောကြတာပေါ့ဆရာကြီးကဆေးလွယ်ရေးတစ်လုံးကိုဖြုတ်ယူလည်လိုက်ကောင်ဖျားเจ้าစာပေါ်တင်ထားတဲ့တထောင်ခန့်ရှိတဲ့ကျိန်လုံးခတ်သေးသေးလေးတစ်လုံးကိုလွယ်ရည်တွင်းကိုထည့်လိုက်ပြီးအိမ်ပေါ်ကဆင်းလာတယ်အိမ်တော်မခင်ထားတဲ့မုံမောကဆိုင်ကယ်တစ်စီးဆရာကြီးကသူ့ဆိုင်ကယ်သူစီးကထွက်လာခဲ့ကြတယ်အိမ်ရှိကိုရောက်တဲ့ကောင်နနက်၈နာရီပဲမထိုးသေးပြီမခင်ထားမှာအိမ်ပေါ်ကိုပြေးကျလိုက်တယ်အကိုကြီးအဲ့ဒီကမြေတွေးလိုက်ရတဲ့မြေမေးကြောင့်အံ့ဩသွားပြီလေအိမ်ရှိအခန်းတော်တနေရာမှာမထွေးကလဲကြနေလို့ဦးကျော်စိုးအိတ်နေတဲ့အိတ်ရနားမှာတော့အကိုကြီးကိုကျော်မိုးကိုဦးကျော်စိုးကအပေါ်ကတက်စီးထားကလေပင်းညစ်နေတာကိုတွေ့လိုက်ရတယ်မခင်သားမှာပြေးသွားပြီးဦးကျော်စိုးကိုလက်နဲ့ဆောက်တုံးလိုက်တယ်သို့တော်ဦးကျော်စိုးမှာတုတ်တုတ်ပြီးမလှုပ်ပြီးမခင်သားကိုလည်းမျက်လုံးစိမ်းကြီးနဲ့စိုက်ကြည့်တယ်နေဘာလာလို့ပြန်လာလဲအဲ့ဒီကအိမ်ပေါ်တက်လာတဲ့ဆရာကြီးကလက်ကိုမြှောက်လိုက်ပြီးတော့ဆိုင်ရပိုင်ရများဒီဖုတ်ကောင်ကိုချုပ်ပြီးဆွဲလင်းပစ်လိုက်ကြစမ်းအဲ့လိုပြောလိုက်တာနဲ့ကိုကျော်မိုးပေါ်တက်ခွစီးထားတဲ့ဦးကျော်စိုးကိုလူများကဖမ်းချုပ်ကလွှင့်ပစ်လိုက်တဲ့ကဲ့သို့ဖြစ်သွားပြီးဦးကျော်စိုးမှာ10ပေကဝေးတဲ့ကျမ်းမြေတနေရာကိုတရွတ်တိုက်ဆွဲကလွှင့်ထွက်သွားနေတယ်ဒီကောင်ကိုချုပ်ထားလိုက်ကြစမ်းဦးကျော်စိုးမှာမျက်လုံးအပြိုးကြီးနဲ့အဲ့ဒီကျမ်းမြေပေါ်နေရာမှာငုံငုံကြီးထိုင်နေတယ်မခင်သားကကိုကျော်မိုးထံကိုပြေးသွားလိုက်ကအကိုကြီးသတိထားပါဦးကိုကျော်မိုးမှာအသက်ကိုခံပြင်းပြင်းရှူနေတော့လေတတိမရသေးပြီလာကြပါဦးရှင်လာကြပါဦးအကိုကြီးကိုကယ်ပါဦးမခင်သားအော်လိုက်တဲ့အခါအိမ်နီးနားချင်းတွေပြေးလာကြကကိုကျော်မိုးကိုဝိုင်းဝန်းပြုစုကြတယ်အိမ်နီးနားချင်းမှာဆွေမျိုးတွေရောက်လာတာကြောင့်အိမ်ရှိခန်းတစ်ခုလုံးလူတွေပြည့်နှက်သွားလိမ့်တယ်မနေ့နာနဲ့ယူတဲ့ကမတ်ထွေးမှာလန်နိုးလာတယ်အဲ့နောက်အလန်တကြားနဲ့ခေါင်းတစ်ခါကလဲတစ်ခါကဖြစ်ကမီးသမျှလည်းမပြောနိုင်ပြီကိုကျော်မိုးလည်းမကြောင်ရင်နိုးလာတယ်အကိုကြီးဘယ်လိုဖြစ်တာလဲအကိုကြီးရဲ့ကိုကျော်မိုးမှာဦးကျော်စိုးကိုလက်ညှိုးထိုးကအလွန်ကြောက်လန့်ပြီးတော့အဖေကငါတို့ကိုတတ်မလို့လှုပ်တာပဲဆရာကြီးကကျန်းကိုပုတ်လိုက်ပြီးတော့အဲ့ဒါမင်းတို့ဖေမဟုတ်တော့ဘူးကွာဟဲ့ဖုတ်ကောင်မင်းမသူနဲ့ပင်ရလဲဆိုတော့မမြန်ပြောစမ်းဦးကျော်စိုးကဘာမှမပြောဘဲဆရာကြီးကိုစိုက်ကြည့်နေတယ်ဆရာကြီးကဘုရားကျောင်းဆောင်ဘောကိုတောင်းလိုက်ကောင်ဘုရားတောက်တော်ရေဘက်ကိုဆွံ့ယူလိုက်ပြီးနှစ်ဖူးနာတီမြောက်ကတတွတ်တွတ်ရွတ်ဆိုနေတယ်ဘီနာရီရေကိုလက်နဲ့အသာခတ်ယူကဦးကျော်စိုးကိုတောက်ထလိုက်တယ်အမလေးဦးလိုက်တာပြောစမ်းဖုတ်ကောင်နင်းကမနှိမ့်ဆက်ချင်ဘူးနော်ဟောဒီတောက်တော်ရေကိုနေဝမ်းထဲကိုလောင်းထင်ရင်နေပါဖြစ်သွားမယ်ထင်တယ်ဟုတ်ကဲ့ပြောပါမယ်ဆရာကြီးဖုတ်ကောင်တန်မှာမိမတန်ပြောင်းလဲသွားပြီးအတန်မာလေးတုံရင်နေတယ်ပြောစမ်းနင်ဖေရလေဖုတ်ကောင်ကအတန်းကြောင်ငိုယုံနေတယ်ငိုယုံဒီမှာလဲယူကျုံမရချုံပွဲချငုံနေခြင်းဖြစ်ပါလေဆရာကြီးကစိတ်မရှိတော့တာကြောင့်ဦးကျော်စိုးရဲ့ကြုံကုန်းကိုကျိန်လုံးနဲ့ဖြန်ကနေရိုက်ထလိုက်တယ်
ပြောစရာရှိတာပြောဖုတ်ကောင်ပါရဲ့ဒါရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးနေငိုနေလို့လည်းအကယ်ဒမီမရအောင်ပြောစရာရှိရတာပြောရမယ်ကျမကမြို့ဝင်ညောင်ပင်ကြီးမှာသားသမီး2ယောက်နဲ့နေပါတယ်သူတို့ဖေကိုအိမ်ပြန်ခေါ်လာတော့လမ်းမှာအသက်ပါမလာတော့ပါဘူးသူတို့ကညောင်ပင်အောက်မှာရက်လိုက်တဲ့ချိန်ကျမသူတို့ဖေကိုယ်တွေကိုမတိမတာလေးဝင်လိုက်တာပါဒါပဲလားသူတို့အိမ်မှာနေရတာပြောလို့ကျမသားသမီး2ယောက်ကိုလည်းဒီအိမ်ထဲကိုခေါ်သွင်းဖို့ကြိုးစားခဲ့ပါတယ်။နင်ကဘယ်လိုခေါ်သွင်းချင်တာလဲ။ဒီအိမ်ကလူတွေကိုတက်ပြီးတော့သားသမီး2ယောက်ကိုထင်လို့ပါ။ညဟိုမင်းကလေးကကျမတို့လှုပ်နေရတွေကိုသိသွားလို့သူ့ကိုလည်းပဲညှက်တက်မလို့လှုပ်ခဲ့ပါသေးတယ်။ဒီလိုပါလေ။နိုင်ကြတဲ့ဘဝရောက်ရတာတော့အမြင်မှန်မရပဲမကောင်းမှုတွေတက်ပြီးကျိုးလိုချင်ကြသေးရဲ့နော်။နင်တို့မကြောက်တတ်ဘူးလား။မှားပါတယ်ဆရာကြီးကျမတို့မှားပါတယ်ကျမတို့ကိုခွင့်လို့ပါမရိုင်းနဲ့ပါနဲ့နော်အောင်ပါညီတို့လှုပ်ချင်တာလုပ်ပြီးတော့ငါခွင့်လို့ရအောင်ငါသူတော်စင်မဟုတ်သေးဘူးဟဲ့လှုပ်တုံးကလှုပ်ပြီးတော့ကိုယ်လဲကြတော့ခံရမှာကြောက်နေသလားဆရာကြီးကလက်တစ်ဖက်လေးပေါ်မြောက်တင်ပြီးတော့နင့်ကိုမှတ်သွားအောင်ကြောတရားရှင်တရားချိန်နဲ့နှက်ပြီးရွာတော်ရှင်လက်ကိုအံ့မယ်ဆရာကြီးပြောပြီးမကြောက်ရင်ဦးကျော်စိုးတရားအော်ရိတ်ကကြောကော့နေအောင်ခံရတော့တယ်။ကြီးနေသူတွေကဘာမှမမြင်တွေ့ရတော့ညာလေးဦးကျော်စိုးမှာတော့အတော်နာချင်းကခံရခန့်နေပုံရတယ်။အော်ဟစ်ပြီးရနောက်ဦးကျော်စိုးမှာခေါင်းကိုက်ဆိုင်ကျသွားကငုံငိုကြီးထိုင်နေတယ်။ဆရာကြီးကဦးကျော်စိုးနဲ့ဖူးကိုလက်နဲ့ပုတ်လိုက်တဲ့ကောင်ဦးကျော်စိုးမှာဒုံကနေပတ်လန်လန်လေးကျသွားပြီးနောက်လူသေးကောင်ကြီးဖြစ်ကိုပြောင်းလဲသွားတော့တယ်။နေတို့ဖေကိုခုချက်ချင်းပဲပြေးချဖို့လို့မဟုတ်ရင်နေလင်တော့ဆိုပုတ်ပွားပြီးကင်လို့မရဘူးဖြစ်သွားလိမ့်မယ်ဆရာကြီးပြောတဲ့အတိုင်းနောက်ရေးကူညီမှုတင်းကိုခေါ်ကအားချင်းစီစဉ်ရတော့တယ်ဆရာကြီးမှပြီးရဲ့အခါအိမ်ပေါ်ကနေဆင်းသွားတယ်မခင်သားတို့ကပညာကြီးပူဇော်တော်လဲသုံးပုံတစ်ပုံခန့်သာယူဆောင်ကပြန်သွားလိမ့်တယ်အဲ့လိုနေဦးကျော်ဆိုရဲ့နောက်ရေးကိုရက်ွက်အတွင်ကျင်းပကြလိမ့်တယ်ကိုကျော်မိုးလေပင်ညစ်ခင်ရတဲ့လေပင်မှာတော့လက်ရအမျိုးပဲဆွဲတဲ့ဒဏ်ရာကြီးမှာတပတ်ကန်ကြားတဲ့ဒီကောင်းကောင်းမပြောက်သေးပဲမခင်သားတို့မှာနောက်တော့အကြောင်းရှိပြီးအရိညာမင်းကြီးယောက်ကဖြတ်တန်းရတဲ့ချိန်တိုင်းကြက်သိန်းဝင်းကြီးနေချရသလိုဖခင်ဖြစ်သူဦးကျော်စွန်းနဲ့မာယာများတဲ့ဖုတ်ကောင်เจ้าကိုလည်းကြုံကြိုက်တဲ့ခါတိုင်းတတိယနေစဉ်ဖြစ်ပါတော့တယ်ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူအကဆောရေးသားထားတဲ့မာယာများတဲ့ဖုတ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ခင်ဗျာ။